ပြုံးမယ်တဲ့မသိမပြုံးနဲ့ပြောစရာရှိတော့လေပြောလက်စားနဲ့ပြောပြခြင်းတဲ့ကိစ္စလေးတွေရှိလို့ပြောပြအောင်မယ်တိလားအဲ့ပတ်စံရှာတဲ့ကိစ္စပဲတော်လိန်မှာဒီပတ်စံရှာတဲ့အခါမှာဟိုတက်တွေမှာဗျာတက်တွေမှာဘာဖြစ်လဲဆိုတော့တာဝန်ယူထားတဲ့ကောင်မလေးတွေရှိတယ်များသောအားဖြင့်နောက်တန်းကပေါ့နော်နောက်တန်းမိန်းကလေးတွေပေါ့သူတို့ပတ်စံရှာပေးတာဗျာပတ်စံရှာပေးရဆိုတော့ဒီလိုမျိုးသူတို့ဟိုစားနေရိတ်ခါအတွက်တို့ရိတ်ခါအတွက်တို့တခြားအသုံးစရိတ်တွေပေါ့ဒီအဝတ်အစားတွေတို့ဖက်နက်တွေတို့ကြီးကားတွေတို့စသည်အဖြစ်ပေါ့နော်အဲ့ဒါတွေကိုသူတို့ရှာပေးရတာပေါ့နော်ရှာပေးရတယ်ဆိုတော့ဗျာအခုကတော်လိုင်းက4နှစ်ရှိပြီဆိုတော့ဘလို့ဖြစ်လဲဆိုတော့ကူတဲ့သူတွေကလည်းမောလာတဲ့သူတွေတို့မကူနိုင်တော့တဲ့သူတွေတို့စိတ်မဝင်စားတော့တဲ့သူတွေတို့စိတ်ပေါ့သွားတဲ့သူတွေတို့စိတ်လျှော့ထားတဲ့သူတွေအများကြီးပေါ့နော်ထားလိုက်ပါတော့အမျိုးရှိတယ်အဲ့ကြတော့ပတ်စံရှာတဲ့သူတွေမှာအခက်ခဲတွေရှိတယ်အခက်ခဲတွေရှိတာကိုကျွန်တော်ကနားလေတယ်ဒါပေမဲ့ပြောပြအောင်မယ်အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်အဲ့လိုမျိုးပေါ့နော်ပုံမှန်ပေါ့ရိတ်ခါရှာနေတဲ့ညီမတယောက်ပေါ့နော်အဲ့ညီမတယောက်အဲ့လိုပဲပေါ့နော်ရိတ်ခါတွေလူတာပေါ့နော်ရိတ်ခါအတွက်ပတ်စံလူတာပေါ့နော်ပတ်စံလူတော့သူရှာနေတာပေါ့နော်ရှာဟိုလိုရှာဒီလိုရှာသူရှာရတာပေါ့နော်သူမှသူဂျူတီလိုဖြစ်နေအောင်နော်ဂျူတီလိုဖြစ်နေသူရှာရတယ်ပေါ့နော်ရှာရတော့ကျွန်တော်လည်းမြင်တော့ဟိုနောက်ဆုံးတစ်ခေါက်ကတော့သူ့ကိုပြောလိုက်တယ်အကြံဉာဏ်တွေပေးလိုက်တယ်ပေါ့နော်အကြံဉာဏ်တွေပေးလိုက်တယ်ဒါအခုကျွန်တော်ပြပြချင်တာကျန်တဲ့အဖွဲ့တွေကလူတွေကိုလည်းအဲ့လိုမျိုးပြပြချင်တာဘာလဲဆိုတော့ဥမာတက်ဖွဲ့မှာဗျာ members တွေရှိရတက်သားတွေရှိရဆိုပါစို့အဲ့ဒီတက်သားတွေကတက်သားအယောက်200ရှိတယ်100ရှိတယ်300ရှိတယ်500ရှိတယ်ဆိုရင်အဲ့ဒီတက်သားအယောက်300လုံး400လုံး500လုံး100လုံးရဲ့စားဝတ်နေရေးကိုနောက်တန်းကဟိုအမျိုးသမီးလေးတွေကဒိုင်ငံရှာပြီးတော့ရေရှည်ကြီးနေ့စဉ် daily လစဉ်နှစ်စဉ်ကြီးရှာနေရတယ်ဆိုတော့အမှန်အဓိပ္ပာယ်မရှိဘူးဘာဖြစ်လို့အဓိပ္ပာယ်မရှိရလဲမသိရင်လို့မေးရင်ကျွန်တော်ကသိနေလို့ဘာသိရလဲဆိုတော့ဒီကျွန်တော်ပြောတယ်ဗျာကျွန်တော်မေးတဲ့မေးခွန်းကဟုတ်ပြီဒီ member 200ရှိတယ်ဆိုပါစို့ဒီ200လုံးမှာမိသားစုတွေရှိတယ်ဟုတ်လား family တွေရှိတယ်အိမ်တွေရှိတယ်မိသားစုတွေရှိတယ်သူတို့မိသားစုတွေကသူတို့စားဝတ်နေရေးကိုမထောက်ပံ့နိုင်ဘူးလားနံပါတ်1မထောက်ပံ့ပေးဘူးလား200လုံးကစီးရဲတဲ့သူတွေဟုတ်ချင်မှာဟုတ်မှာလေပတ်စံမရှိတဲ့သူတွေဟုတ်ချင်မှာဟုတ်မှာလေဒီတက်သား200လုံးရဲ့ဟိုနောက်ခံမိသားစုကပတ်စံမရှိတာဖြစ်ချင်မှာဖြစ်မှာလေအဆက်အသွယ်ကလူ200လုံးကမရှိတာမဖြစ်နိုင်ဘူးလေဒီလူ200လုံးကသူတို့အိမ်တွေနဲ့သူတို့မိသားစုတွေနဲ့အဆက်အသွယ်မရှိတာမဖြစ်နိုင်ဘူးလေလူ200နဲ့စဉ်းစားပြမယ်အဲ့မှာလူ100လောက်ကအဆက်အသွယ်မရှိဘူးဆိုကျန်တဲ့လူ100လောက်ကအဆက်အသွယ်ရှိမှာပဲလေမရှိဘူးဆိုတော့မဟုတ်ဘူးဗျာသိလားမဖြစ်နိုင်ဘူးဗျာ impossible ဗျာသိလားအဲ့တော့သူတို့မိသားစုတွေနဲ့အဆက်အသွယ်ရှိမယ်ဆိုရင်သူတို့မိသားစုတွေကသူကတယောက်ထဲဗျာတောထဲကိုရောက်နေတာရဲဘော်ဖြစ်နေရောက်နေတာကျန်တဲ့မိသားစုကအပြင်မှာ9ယောက်6ယောက်9ယောက်10ယောက်9ယောက်10ယောက်ဆွေစဉ်မျိုးဆက်တွေရှိမယ်တဝန်းဝဲတွေနှဝန်းဝဲတွေအတော်တွေဦးလေးတွေရှိမယ်အဲ့ဒီမိသားစုကသူ့စားဝတ်နေရေးအတွက်သူ့ကိုထောက်ပံ့ဖို့ကပို့ပြီးမဖြစ်တင်ဘူးလားသဘောပေါက်လားမသိဘူးဂျူတီလေဂျူတီက priority number 1သူ့ရဲ့ family ပေါ့နော်သူ့ရဲ့ relative တွေပေါ့သူ့ရဲ့ relative တွေမှာပို့ပြီးတော့တာဝန်ရှိတာမဖြစ်တင်ဘူးလားသူကသူ့ရဲ့ relative တွေကိုတာဝန်ပေးတာမျိုးမဖြစ်တင်ဘူးလားဟုတ်တယ်မလားဒီတက်ကြီးတစ်ခုလုံးအတွက် तू ကနောက်ခံနေပြီးရိတ်ခါရှာရင်သေရရည်ဗျာဒါဖြစ်ရင်မဟုတ်ဘူးမသိရသူတို့ကအကုန်လုံးဒုက္ခရောက်နေတဲ့သူတွေတောထဲမှာဘယ်သူမှအဆက်အသွယ်မရှိဘူးဆိုတာလုံးဝမဟုတ်ဘူးနော်လုံးဝမဟုတ်ဘူးကျွန်တော်ကဒီဒေးတည်တယ်တခါဗျာရဲဘော်ကောင်မလေးကိုသူ့အဖေကတောထဲမှာရောက်နေတဲ့ရဲဘော်ကောင်မလေးကိုသူ့အဖေက300ကျော်ပို့ရန်နာတွေကျွန်တော်စီကတဆင်ဝယ်ပေးမယ်ဆိုပြီးတော့လှုပ်ဖူးတယ်တခါကဟိုစူးစမ်းဖူးတယ် try ဖူးတယ်အဲ့ဒါကိုဂျားကန်ရဲဘော်လေးတယောက်ကဝယ်ပေးတာလားဘာလားမသိဘူးဗျာထားလိုက်တော့ပြောချင်တာကသူတို့မှာ family တွေရှိတယ်သူတို့မှာမိသားစုတွေရှိတယ် relative ဆွေမျိုးတွေရှိတယ်ဦးလေးတွေအတော်တွေမောင်နှမတွေအဖေတွေအမေတွေအဲ့ဒါတွေနဲ့အဆက်အသွယ်လုံးဝမရှိဘူးဆိုတာမဖြစ်နိုင်ဘူးဗျာတက်သား200မှာတက်သား100ကအဆက်အသွယ်ရှိတယ်ဆိုရင်သူရဲ့ family တွေ member တွေ relative တွေဘာတွေကသူ့ရဲ့စားဝတ်နေရေးကိုထောက်ပံ့ထားတာပို့ပြီးမလွယ်ကူဘူးလားကျွန်တော်ပြောတာလွယ်ကူတယ်လေလူတယောက်တည်းစာကိုထောက်ပံ့ရတာလေဟုတ်လားတိုးရင်းမှာဆိုတော့ဗျာဘာမှအသုံးစိတ်တွေလည်းရှိတာမဟုတ်ဘူးဗျာစားဝတ်နေရေးထမင်းမိုးဟင်းဖို့ပဲလေအဲ့ဒါတွေကိုသူတို့ရဲ့နောက်ခံမိသားစုကဥပမာ3သိန်းမျိုး5သိန်းမျိုး3သိန်းမျိုးဒီခေတ်ဒီခါမှာငပိရောင်းတဲ့သူတောင်3လအတွင်းတိုက်ဆောက်နေကြတာဗျာတမယာသီးတဲ့တောင်တထေးဖြစ်နေတာဗျာတမယာသီးအတုပ်ရောင်းရင်တထေးဖြစ်နေတာပြောချင်တာကဘာလဲဆိုအဲ့လောက်ကြီးမခက်ပါဘူးအဲ့တော့တူးတယောက်ချင်းစီက member ရဲဘော်တွေတူးတယောက်ချင်းစီကကိုယ့်ရဲ့စားဝတ်နေရေးကိုဘာသာကိုတာဝန်ယူနိုင်နေဆိုရင်တကယ်တမ်းရိတ်ခါရှာတဲ့သူမှာဝန်မပြီးတော့ဘူးဗျာသိလား
ဟာငါတို့ကတက်သားလုံနေပြီပဲငါတို့ကရဲဘော်ရောက်လုံနေပြီပဲငါတို့ကတောထဲရောက်နေပြီပဲကျန်တာငါတို့ကိစ္စမဟုတ်တော့ဘူးဆိုပြီးဖုန်းเจ้าမှာဖုန်းညှို့ပတ်တယ်လို့မျိုးတကားတကမားတွေကဆွန်းလောင်းရမယ်ဆိုတဲ့ပုံစံမျိုးကြီးကကြတော့အဆင်မပြေဘူးလေဟုတ်လားရေရှည်မှာမလိုလားအပ်ဖဲနဲ့အဲ့ဒီပတ်စံတွေကိုရှာနေရတာနဲ့တကယ်လိုလားတဲ့ထိရောက်တဲ့နေရာတွေမှာအသုံးပြုဖို့အတွက်ကြတော့ပတ်စံတွေကဘာဖြစ်သွားလဲဆိုတော့လစ်ဟာကုန်တာပေါ့ထားရတဲ့သူတွေကလည်းမောကုန်တာပေါ့ဟုတ်တယ်မလားအဲ့တော့တစ်ဖွဲ့မှာဥမာလူ200ရှိတယ်ကျွန်တော်နမူနာပြလူ200ရှိရင်100ကသူတို့ရဲ့စားဝတ်နေရေးကိုသူတို့ရဲ့မိသားစုကိုထမ်းခိုင်းတာကဖြစ်တဲ့နေလေအခုကသူတို့ကအဲ့ဒါကိုသတိကိုမရတဲ့ပုံစံကျွန်တော်ပြောလိုက်တော့မှသူတို့ကလေအဲ့လိုထမ်းခိုင်းဖို့အတွက်သူတို့ကသတိကိုမရတဲ့ပုံစံသတိကိုမရဘူးသူတို့ကဒီတက်ဖွဲ့မှာဆိုရင်ရိတ်ခါရှာမဲ့သူကဂျူတီပေးခြင်းခံရတဲ့သူကရိတ်ခါရှာကိုရှာမှာလာစဉ်တောက်ရေတန်းဟိုတောထဲမှာရေမရှိတဲ့နေရာလည်းအများကြီးရေတန်းမိုးလည်းသူတို့ရှာရတယ်ရေတန်းမိုးတသိန်းလည်းရှာရတယ်ဆက်ပြမိုးတသိန်းခွဲလည်းသူတို့ရှာရတယ်ဆန်ဘိုးကလည်းသူတို့ရှာရတယ်စီဘိုးကလည်းသူတို့ရှာရတယ်ဆိုရေရှည်ကြီးကျတော့ဒီမှာ4နှစ်လောက်ရှိနေပြီလေ4နှစ်လောက်ရှိ4နှစ်ရှိသွားပြီ4နှစ်လောက်မဟုတ်4နှစ်ကျော်သွားပြီ4နှစ်ကျော်သွားပြီဆိုတော့မောတာပေါ့သိလားကျွန်တော်တို့ကလည်းပြောမယ်ဆိုရင်ကျွန်တော်အကြောင်းသိတဲ့သူဆိုသိတယ်ကျွန်တော်ရှာတဲ့ငွေကိုခွေးသက်တဲ့နေရာမှာပဲသုံးစေချင်တာကျန်တဲ့နေရာဘယ်နေရာမှမသုံးစေချင်ဘူးတချို့ဆိုရှိတယ်မလူတယောက်နဲ့တောင်နဲ့မတူတာပေါ့နော်ရဲဘော်တွေရဲ့ဖုန်းပေလေးတွေကို support ရတဲ့သူတွေရှိတယ်ရဲဘော်လေးတွေအတွက်လိုအပ်တာတွေကို support တဲ့သူတွေရှိတယ်ဒါလူမျိုးရှိတယ်ကျွန်တော်ရှာတဲ့ပတ်စံခွေးသက်ဖို့မိုင်းဆွဲဖို့ drone နဲ့မိုင်းတွေ drone တွေအလက်ပစ်ဘုံတွေနေရာမှာပဲသုံးချင်တာဗျာသဘောပေါက်လားမသိဘူးအဲ့တော့ရိတ်ခါရှာတဲ့သူတွေကလည်းဘလို့နီးနဲ့ရှာရင်ကိုကပို့ပြီးတော့ပေါ့ပပနဲ့ရိတ်ခါရနိုင်တယ်လေသိလားရိတ်ခါဖို့ဘလို့ပေါ့ပပရှာတာမျိုးဖြစ်တဲ့လေဘယ်လန်းချောင်းကပိုကောင်းမလဲရေရှည်အတွက်ဒါတွေကိုစဉ်းစားရမှာသိလားဒါတွေကိုစဉ်းစားမှာဆန်တအိတ်လို့အော်နေလို့မရဘူးလေသိလားကျွန်တော်ဖုန်းလေးဝယ်ကြပါဆိုမဖြစ်သင့်ဘူးလေသိလားအဲ့တော့ဒီကျွန်တော်တက်ဖွဲ့ထဲမှာဆိုမေးရမှာဒီသူတို့သိတယ်သူတို့ရဲဘော်အချင်းချင်းအဲ့ရိတ်ခါရှာနေတဲ့ကောင်မလေးကတစင်ကျွန်တော်စီရောက်လာတာပဲကျွန်တော်စီရောက်လာတာဆိုတာအဲ့ဒီတောထဲကရဲဘော်လေးကိုသူ့ရဲ့အဖေက300ကျော်ဗန်ထဲကိုထည့်ပေးဖို့လားရတနာတွေဝယ်ပေးတာလားမသိဘူးဗျာအတူချုပ်ပြောရမယ်ဆိုရင်ဆိုလိုတာကနောက်ခံမှာကြံခဲ့တဲ့သူတွေမှာအင်အားရှိတဲ့သူတွေရှိတယ်အဲ့ဒီအင်အားရှိတဲ့သူတွေကကိုကရဲဘော်ဖြစ်နေတာဗျာကိုကတက်ထဲမှာကိုကရဲဘော်ဖြစ်နေတာငါဖေကတက်နိုင်တယ်ငါမေကတက်နိုင်တယ်ငါဆွေမျိုးကတက်နိုင်တယ်ဆိုရင်အဲ့ဒါကသူတို့ကအရင်သူတို့စားဖို့လေးမှဆိုသူတို့စားဖို့ဟုတ်လားကျွန်တော်ပြောမှာသူတို့စားဖို့သူတို့အရင်ဖြည့်ရှင်းရမှာမဖြည့်ရှင်းနိုင်ဘူးဆိုမှမိသားစုကလည်းတစ်စံတစ်ပြားပြေးတော့ဒုက္ခတွေကတော့ရှိတာပေါ့ဒုက္ခတွေရှိတာပေါ့အဲ့လိုဒုက္ခရောက်နေတဲ့မိသားစုကတောက်ဝက်ရှိမယ်ဗျာဒုက္ခမရောက်တဲ့မိသားစုကတောက်ဝက်ရှိတယ်မရှိဘူးမပြောနဲ့ရှိတယ်ကျွန်တော်တို့သိတယ်ကျွန်တော်တို့သိတယ်အဲ့တော့ကိုကအဆင်ပြေတယ်ဆိုရင်ကိုမိဘကဥမာကိုခုနကပြောသလိုမုံမိုးပေးတယ်ပဲထားလိုက်ပါလို့အဲ့မုံမိုးပေးတာကိုတောထဲမှာရွှေလိုမွေစားဝယ်ဝတ်မလားဒီတက်ဖွဲ့အတွက်ရိတ်ခါအနေနဲ့အသုံးပြုသင့်လားဆိုလိုတာကလေ priority ဆိုတဲ့ဦးစားပေးအဆင့်တွေကိုခွဲခြားပြီးသိပြီးအလုပ်လုပ်ရမှာသိလားကာလဒေတာပယောဂကိုနားလည်ရမှာဘယ်ကာလကိုရောက်တာလဲဘယ်ဒေတာကိုရောက်နေတာလဲအကြောင်းအရာဘာအတွက်အသုံးချမှာလဲပတ်စံကိုဘယ်လိုရှာမလဲအဲ့တော့ခုနကပြောသလိုမျိုးဒီရဲဘော်တွေရဲ့မိသားစုတွေကထမ်းနိုင်တဲ့ကျွန်တော်ပြောတယ်နော်ထမ်းနိုင်တဲ့မိသားစုတွေကထမ်းကိုထမ်းမှာသူကိုယ်တိုင်ရဲဘော်လေတိုးရဲရောက်နေတာသူစားဝတ်နေရေးအတွက်သူ့မိသားစုကနံပါတ်1ဖြည့်ရှင်းရမှာသူ့မိသားစုမဖြည့်ရှင်းနိုင်ဘူးဆိုမှတခြားကျွန်တော်တို့ဒီတိုင်းသူပြည်သားတွေကကုညီတာမျိုးဒါက priority number 2ဖြစ်သွားပြီ1နဲ့2ခွဲမယ်ဆိုရင်သူ့မိသားစုကသူ့အတွက်ဟုတ်တယ်နော်သူ့အတွက်လှုပ်ဆောင်ပေးရမှာအဲ့ဒါနံပါတ်1မလှုပ်ဆောင်နိုင်ဘူးဆိုတဲ့အခြေအနေကိုရောက်ပြီဆိုမှနံပါတ်2 option နံပါတ်2ကျမှဘယ်လိုမျိုးရိတ်ခါရှာမလဲဆိုတာဖြစ်ရမှာအဲ့တော့ရိတ်ခါရှာနေတဲ့သူတွေကလည်းအဲ့ဒါလိုခွဲခြားပြီးတော့တက်ထဲမှာဆိုရင်ဘယ်သူတွေကအဆင်ပြေလဲဘယ်သူတွေကမိသားစုနဲ့အဆက်အသွယ်ရှိလဲဘယ်သူတွေကဥပမာဗျာတစ်လောက်3သိန်းမကုန်ပါဘူးရိတ်ခါတိုးတယ်လေတိုးတယ်ဆိုတော့3သိန်းမကုန်ဘူးတရက်1000နော်တရက်1000ဆိုတိုးထဲမှာဗျာဘယ်သူမှအသားဟင်းနဲ့နေတိုင်းစားနာမဟုတ်ဘူးထားလိုက်တော့ဥမာဗျာဟိုဘာလို့ခေါ်လဲငါးတစ်တာတွေကြက်ဥတွေအဆင်ပြေတယ်လေဟုတ်လားအခုရိတ်ခါရှာတဲ့သူကရှာပေးတာမှအဲ့လောက်အဆင်ပြေချင်မှပြေမှာလေဟုတ်တယ်ကိုမိသားစုကကိုတစ်လ3သိန်းထောက်ပံ့နိုင်ရင်ကိုကအဲ့လောက်တော့အဆင်ပြေတယ်ဒါပေမဲ့ရေတံဖို့အဆင်ပြေတယ်ဗျာရေတံဖို့မရှာရတော့ဘူးစသည်အဖြစ်ပေါ့အဲ့ဒါလို့လေညံကိုလေ use your brain okay use your brain ပတ်စံရှာနေတဲ့ကျွန်တော်တို့ရဲ့တက်သားတွေကိုကျွန်တော်ကစေတနာနဲ့ပြောပြတာပါနောက်ရက်ပြောပြခြင်းတဲ့စိတ်ကလေးပေါ်လာရင်ပြောပြမယ်အဲ့လိုလုပ်ကြပါလို့နော် bye bye